အားလုံးပဲပိုလန်နိုင်ငံကနေမင်္ဂလာပါမြန်မာလိုမင်္ဂလာပါကိုပိုလန်လိုဆိုရင်ဂျင်တော့ဗရာလို့ခေါ်ရဲပေါ့နော်ဒီနေ့ကျွမ်းရောက်ရှိနေတာကဒီပိုလန်နိုင်ငံရဲ့ဒဏ္ဍာရီတွေနဲ့ပြည့်နှက်နေပြီးတော့တမိုင်းကျောင်းတွေအပြေအဝရှိတဲ့မြို့လေးတစ်မြို့ကိုရောက်ရှိနေတာပါအဲ့ဒီမြို့လေးကတော့လူပလင်လို့ခေါ်ပါတယ်ကျွမ်းကဒီပိုလန်နိုင်ငံရဲ့မြို့တော်များများကိုရောက်ဖူးတယ်ပေါ့နော်။ရောက်ဖူးတဲ့မြို့တွေထဲမှာဒီ hidden gem လို့တင်စားလို့ရတဲ့မြို့လေးတစ်မြို့ကိုလိုက်ပြချင်တာပါ။အထူးသဖြင့်ဒီရှေးဟောင်းမြို့တွေကိုရောက်တဲ့အခါမှာဒီလူပလင်မြို့လေးကတကယ်ကိုလာလေတစ်ပါလားဆိုတဲ့ခံစားချက်ကိုခံစားရစီတယ်ပေါ့နော်။ဒီမြို့လေးကသူကလမ်းပဲလျှောက်ပြီးတော့လေလို့ရတာပေါ့။အဲ့ဒီအတွက်ကြောင့်ဒီနေ့ join နဲ့တူလမ်းလျှောက်ပြီးလျှောက်လေကြမယ်။အစအုံတွေလည်းကြည့်မယ်။နောက်ပြီးတော့ဒီလမ်းသေးလေးလဲလိုက်ပြီးတော့ပြပေးမယ်။နောက်ပြီးတော့ဒီမှာချက်ကြောင်လေးလည်းလှတယ်ပေါ့နော်။နောက်ဆုံးအရေးကြီးဆုံးပြချင်တာကဒီမှာ Stone of Misfortune ဆိုတဲ့ဟာလေးရှိတယ်။သူကမထိရဘူးထိလိုက်တာနဲ့ကန်ဆိုးတာတွေကြားရောက်လိမ့်မယ်ဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်တဲ့ကြောက်တုံးလေးရှိတယ်။အဲဒီကြောက်တုံးလေးကိုလည်းလိုက်ပြပေးပါမယ်။အဲဒီတော့ join နဲ့တူလိုက်ကြည့်ကြရအောင် let's go အခုဒီ join ရောက်နေတာကတော့လူပလင်ကာဆယ်ရဲ့ရှိမှာပါဒီကာဆယ်ကိုမြင်လိုက်တော့ဝေါတော်တော်ကြီးတာပဲလို့ပြောချင်စရာပေါ့နော်လူပလင်ရဲ့ history ကလည်းတော်တော်လေးကိုရှည်ပါတယ်ဒီနေရာမှာရှေ့ခေတ်settlement တွေရှိခဲ့ပြီးတော့ဒီကာဆယ်ထဲမှာပဲ600စုကနေ900စုဒီ settlement အစားအနာတွေရှိရတယ်လို့လည်းသိရပါတယ်အခုကျွန်တော်တို့ဒီကာဆယ်တဲ့ကိုလမ်းလျှောက်ပါမယ်ဒီကာဆယ်ထဲမှာတွေ့ရတဲ့ကော့တီတာဝါကဒီ73ရာစုကလေးကကြန့်ရှိနေတဲ့ရှေးဟောင်းအဆောက်အုံတစ်ခုပေါ့နော်စတိမန်နေဆိုတာကဒီကားဆဲစောက်ထားတဲ့နေရာမှာလူခဲ့တဲ့နှစ်ပေါင်းများစွာကလေးကလူတွေအခြေချနေထိုင်ခဲ့ကြတယ်ကိုဆိုလိုတာပါအခုကြွားရောက်နေတဲ့အချိန်မှာအထဲမှာဒီပြပွဲလောက်ဖို့အတွက် decoration တွေဆင်ထားတယ်ပေါ့နော်အဲ့ဒါလေးကိုဝင်ကြည့်ကြရအောင်သူကဒီမျောစင်ပေါ့နော်အဲ့ဒီမျောစင်ကဒီ Gothic Tower လို့ခေါ်ရဲ73ရာစုကလေးကနေရှိနေတဲ့ရှေးဟောင်းအဆောက်အုံတစ်ခုပါခုလိုပြန်လဲထိမ့်သိမ်းထားပေမဲ့လည်းဒီနေရာကနှစ်ပေါင်းရာနဲ့ချီတဲ့သမိုင်းတွေကိုမြင်နိုင်ပါတယ်နောက်ထပ် join ရန်စိတ်ဝင်စားတဲ့အရာတစ်ခုကတော့ Holy Trinity Chapel ပါအဲ့ဒီ chapel ကဒီမျောစင်ရဲ့အနောက်ဘက်မှာရှိတယ်ပေါ့နော်အခုတော့သွားလို့မရဘူးပုံမှန်ဆိုရင်သွားလို့ရတယ်ပေါ့အခုပိတ်ထားတယ်ထင်တယ်သွားကြည့်အောင်ဒီမှာပွဲရှိတယ်အဲ့ပွဲကညဘက်တို့ဒီမှာပျော်ကပြတဲ့ပွဲပေါ့နော်ဒီသွားလို့တော့ရတယ်ဟုတ်ပဲချောင်းချက်ပဲတဲ့ဝင်လို့ရမရတော့မပြောတတ်ဘူး။ तू ကဘာနာမည်ကြီးရလဲဆိုအဲ့ချက်ပဲထဲမှာတဲ့14ရာစုကဆောက်လုပ်ထားတဲ့အပိုင်းတွေရှိတယ်ပေါ့နော်။အဲ့ဒီ frescoes တွေကဒီပိုလန်မှာအပြည့်အဝထိမ့်သိမ်းထားနိုင်တဲ့အတွက်ထူးခြားတဲ့အရေးကြီးတဲ့ဒီpolychromes တွေလို့သူတို့သတ်မှတ်ထားတယ်ပေါ့နော်။ထားတဲ့ဟာပေါ့နော်။ဒီ Gothic Renaissance ဒီ architecture တွေပေါ့နော်အဲ့ဒါတွေကိုဒီထဲမှာပြထားတယ်ဆိုတော့ပြထားတာဒီမှာတို့ရတာဒီ Holy Trinity Chapel from the 19th century armchair ဒီဟာအကုန်လုံးကိုဒီအခန်းထဲမှာပြထားတယ်ပေါ့ဒါပေမဲ့ဒီနေ့တို့ပိတ်ထားတယ်တဲ့ပုံမှန်ဆိုရင်ဒီတကားလေးဖွင့်ထားတယ် It's close chapel ကိုပြချင်ပေမဲ့ तू ကပိတ်ထားတယ်ပေါ့နော်ဒီနေ့ပိတ်ထားတယ်ဆိုတော့အခု join လို့မြို့ဟောင်းတဲ့ကိုလမ်းလျှောက်ကြမယ်ဒီလူပလင်မြို့ရဲ့ history ကလေဖတ်ကြည့်မယ်ဆိုရင်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။ဘာလို့လဲဆိုတော့သူကဒီ Western Europe နဲ့ Eastern Europe ရဲ့ယဉ်ကျေးမှုတွေစုံတဲ့နေရာလို့တောင်ပြောလို့ရတယ်ပေါ့နော်။မိုးပွားလေးတွေကြာလာပြီ။ကဲမိုးရမ်းမရွာခင်ဟိုတောင်းစီကိုလမ်းမြင်မြန်လျှောက်ကြမယ်။ကဲအခုမှမြင်နေရတာကတော့အိုတောင်းမြို့ဟောင်းတဲ့ကို
ဝင်တဲ့အဝင်ပေါက်ပါဒီအဝင်ပေါက်မှာလည်းသူကဒီရာဇဝင်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကို join သိသလားပြပြပေးသွားမယ်ဟိုကဒီနာမည်ကြီးတဲ့ကုတ်လေးပေါ့နော်ကုတ်လေးရဲ့နာမည်က Yetrat လို့ခေါ်ပါတယ်ဒါလေးကိုဒီမြော့ကဆယ်ရဲ့အရှိမတွေ့ရမယ်ဒီဘက်က view တွေလည်းကြည့်အောင်ဒါဒီရှေးဟောင်းရဲ့အဝင်ဝါပေါ့နော်ဟိုးကနာမှာအဝင်ဝါဂိတ်လေးရှိတယ်လူပလင်ရဲ့ history ကိုပြောရမယ်ဆိုရင်မဖြစ်မနေပြောမှတ်တဲ့မှာဒီ Union of Lublin ပါပါတယ်သူက1569ခုနှစ်တုန်းကဒီပိုလန်နဲ့လူတီနီးယားတို့ရဲ့ Union ကိုဒီ Lublin မြို့မှာသဘောတူခဲ့ကြတာပေါ့နော်ဒီကနေပြီးတော့ဒီ Polish Lithuanian Commonwealth ဆိုတဲ့အင်အားကြီးနိုင်ငံရဲ့အဖွဲ့အစည်းပေါ်ပေါက်လာခဲ့တာအခု join လမ်းလျှောက်နေတဲ့ဒီမြို့လေးထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း400လောက်ကပေါ့နော်နိုင်ငံတနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ခဲ့ကြတယ်ဆိုတာတော်တော်လေးကိုမိုက်တယ်ပေါ့ဒီလို history ရှိတဲ့နေရာလေးမှာလမ်းလျှောက်ရတာလည်းခံစားမှုတစ်မျိုးပါပဲအခုနောက်မှမြင်ရတာကဆွမ်းနာ join လျှောက်ခဲ့တဲ့ castle တော်တော်ကြီးတယ်တဲ့လား okay အခု join ဒီဘက်ကိုဆက်လျှောက်မယ်ဒီဘက်ကရှေးဟောင်းမြို့လေးပါရှေးဟောင်းမြို့ရဲ့အဝင်ဝဒါလွန်ခဲ့တဲ့နှစ်ပေါင်း400 500လောက်ကတည်းကရှိထားတဲ့ကြောက်တုံးတွေနဲ့စောက်ထားတဲ့မြို့ဟောင်းရဲ့ဝင်ဝပါဘလောက်တောင်လှလဲဆိုရင်ဒီမြို့ကိုလာဘူးတဲ့လူပဲခံစားရလိမ့်မယ်ဒီဘက်ကိုကြည့်လိုက်ဒီဘက်မှာဆိုရင်အင်းနေအနီရောင်အိမ်လေးတွေကိုတွေ့ရလိမ့်မယ်တော်တော်လေးကိုလှတယ်တော့ဒီမှာပန်းချင်လေးလည်းရှိတော့ညနေကဆိုလူတွေတအားစီတယ်အဲ့ပန်းချင်ထဲမှာလူတွေထိုင်မယ်အခုဒီမှာနောက်မှာတွေ့နေရတဲ့ gate ပေါ့နော်သူ့ကို Grodash gate လို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီ gate ကိုနောက်ထပ်နာမည်တစ်ခုနဲ့လည်းထပ်ခေါ်ကြသေးတယ်ဘာ gate လဲဆိုတော့ Jewish gate လို့ခေါ်တယ်ဘာလို့လဲဆိုတော့ဒီ gate ကတစ်ချိန်လုံးက Christian Lublin နဲ့ Jewish Lublin ဆိုပြီးတော့သူကနယ်နိမိတ်တစ်ခုဖြစ်ခဲ့တယ်ဒီ gate ရဲ့ဒီဘက်ချမ်းကChristian Lublin ဟိုဘက်ခြမ်းကကြတော့ Jewish Lublin အခု join အဲ့ဒီ gate အောက်ကနေဖြတ်ပြီးတော့မြို့ဟောင်းနဲ့ကိုစဝင်ပါမယ်ဒီ gate မှာပေါ့နော်အများရန်ဒီတချင်းစုံနေတဲ့လူတွေရှိတယ်တရက်လုံးဝမတူတချင်းစုံနေတာတော့ဂီတာတီးနေတာတော့ပေါ့နော်Dying, it's turn the broken throne. She got ill health from the leaves. She broke it down, yeah. Hallelujah, 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 hallelujah.ဒါဆွမ်းနာပြောတဲ့ gate ရဲ့အတွင်းဘက်ကိုရောက်သွားပြီဂိတ်ထဲမှာပေါ့နော် Anand Theatre Center ဆိုတဲ့ cultural institution ရှိတယ်သူတို့ကဒီ pre-war Lublin ရဲ့ Jewish community နဲ့ဒီ multi cultural history ကိုမှတ်တမ်းတင်ပြီးတော့ထိမ့်သိမ်းပေးထားတဲ့နေရာပါဒီ Lublin မြို့ဒီအိုးတောင်းတဲ့ကိုရှေးအောင်မြို့ရဲကိုလာမယ်ဆိုရင်တခုမှာချင်တာလေတာမောနေပြီတခုမှာချင်တာကဒီအောက်ကိုပဲမကြည့်ပါနဲ့ဒီ
တိုက်တည်ရဲ့အပေါ်တွေကိုကြည့်ဘာလို့လဲဆိုတော့သူတို့ရဲ့တကယ်အလှပတွေကဒီတိုက်တည်ရဲ့အပေါ်မှာရှိတာပေါ့နော်သူတို့ရောင်စုံလေးတွေနဲ့ပြင်ဆင်ထားတယ်ပြီးတော့ဒီဇိုင်းလေးတွေလည်းဖော်ထားတာပေါ့ Ось мій перший. အခုဒီ join နောက်ကရှိတာက pole versus square လို့ခေါ်တယ်အဲ့ဒီမှာအရင်တုန်းက Saint Michael the Ancient Church ကြောင့်တခုရှိခဲ့တယ်ပေါ့နော်အခုတော့သူက foundation တွေပဲရှိတော့တယ်အပေါ်ကအဆောက်အဦကမရှိတော့ဘူးအဲ့ဒီ foundation တွေမြင်နေရတာပဲကိုသူကဒီမျိုးရဲ့အထင်ကရနေရတစ်ခုဖြစ်လာတာပေါ့နော်ပြီးတော့အဲ့ဒီချက်ကြောင့်ရဲ့အရှိမပဲဆောနာကြောင်ရောက်ခဲ့တယ်ခါဆယ်ကိုတန်းပြီးတော့မြင်ရတယ် view လေးကတော်တော်လေးကိုလှတာပါဒီဖျားเจ้าကအစအုံမတွေ့ရတော့ဘဲနဲ့ foundation တွေပဲဘာလို့ကြံခဲ့တာလဲဆိုရင်တဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာဒီအစအုံအခြေအနေကမကောင်းတော့ပဲပြိုကျနိုင်တဲ့အနေရရှိလာခဲ့တယ်တဲ့အဲ့ဒီအတွက်ကြောင့်နောက်ဆုံးဒီ19ရာစုမှာဖျားเจ้าကိုသူတို့ဖြိုချခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့အစအုံမရှိတော့ပေမဲ့လည်း foundation တွေကိုတော့ထိန်းသိမ်းထားပြီးဒီနေရာမှာတစ်ချိန်ကဖျားเจ้าတစ်ခုရှိခဲ့တယ်ဆိုတာကိုဒီနေ့အထိပြောပြနေပါတယ်ဒါကြောင့်ဒီနေရာကစိတ်ဝင်စားစရာလည်းကောင်းတယ်ဆောနာကကြောင်ရောက်ခဲ့တယ်ခါဆယ်ရဲတိုက်ကြီးကိုမြင်ရတယ်ဒီချက်ကြောင်လေးရောက်ပြီဆိုတော့ကျွန်တော်နောက်တနေရာကိုဆက်ပြီးတော့သွားကြည့်ကြမယ်အော်ဒီမှာနောက်ထပ်ကုတ်တစ်ခုထပ်တွေ့ပြီကုတ်ကိုဘယ်လိုခေါ်လဲလိဆောနမဲလိဆောလို့ခေါ်တယ်ဒီနေရာမှာမိကုတ်တစ်ခုမေးလို့ရပါတယ်ဘာလို့လူပလင်မှာစိတ်ရုပ်တွေအများကြီးကိုတွေ့ရတာလဲပေါ့တကယ်တော့ဒီစိတ်ကလူပလင်မျိုးရဲ့အရေးကြီးဆုံး symbol တွေကတစ်ခုပါလူပလင်ရဲ့ခုတ်တော့ arms မျိုးအမှတ်တစ်စိတ်ကိုကြည့်ရင်လည်းစပစ်နွယ်ပင်ပေါ်ကိုရှေ့ချင်နဲ့တက်နေတဲ့စိတ်တစ်ကောင်ကိုတွေ့ရပါတယ်ပြီးတော့ဒီ symbol ကဒီနေ့မှပေါ်လာတာမဟုတ်ဘူးเนาะလူပလင်ရဲ့စိတ်ပုံကို1400ခုနှစ်ကမြို့ကောင်စီစီးမတောင်တွေ့ရပါတယ်တန်နာကြီးရရှိခေတုံးကလူပလင်ကိုတတာတွေဝင်ရောက်တက်ခဲ့တဲ့အချိန်လူတွေဟာအနေရကနေလွတ်ဖို့ခြိုက်ဝဲတစ်ခုတည်းမှာပုံနေကြရတယ်တဲ့အဲ့ဒီတည်းမှာအဓိကအားဖြင့်အမျိုးသမီးတွေနဲ့ကလေးတွေပါတယ်ဒါပေမဲ့ပြဿနာကသူတို့နဲ့အတူအစားအစာမရှိတော့ဘူးအဲ့ဒီချိန်မှာစိတ်တကောင်ကသူတို့ကိုနှုတ်ပေးပြီးအစာငှက်မသိအောင်ကူညီခဲ့တယ်လို့တန်နာကြီးတစ်ခုကဆိုထားပါတယ်ပေါ့နော်အဲ့တော့စိတ်ကလေးကလူတွေကိုကက်တင်ပေးခဲ့တာပေါ့အဲ့ဒါကြောင့် join ကဒီတနာရီကိုကြားတဲ့ခါကျရင်အော်ဒါကြောင့်လူပလင်မှာစိတ်တွေအများကြီးရှိတာကိုလို့အဲ့ဒါကြောင့်လူပလင်မျိုးကိုလာလဲတဲ့ခါကျရင်စိတ်တကောင်ကိုပဲမမြင်ပါနဲ့เนาะဒီစိတ်နောက်ကွယ်မှာလူပလင်မျိုးရဲ့ legend မျိုးအဖြစ်ဖွံ့ဖြိုးလာတဲ့တမိုင်းနဲ့မြို့သားတွေရဲ့ identity တွေပါရောပါနေတာမို့စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီ old town နဲ့ city center တခြားမှာစိတ်ရုပ်လေးတွေအများကြီးကိုတွေ့ရပါတယ်အဲ့တော့ join အနေနဲ့ကတော့လူပလင်ကိုရောက်ရင်ကားစစ်တစ်ခုတည်း church တစ်ခုတည်း old town တစ်ခုတည်းကြည့်ပြီးမပြန်ပါနဲ့เนาะစိတ်လေးတွေပါလိုက်ရှာကြည့်ဘယ်စိတ်ကဘယ် story ရှိလဲလိုက်ရှာရင်လည်းလူပလင်ရဲ့ history ကိုပို့ပြီးမမိသွားမှသိကြပါတယ်တကယ်ကိုလမ်းလေတကယ်လူလေးဘလို့ခံစားလိုက်လဲဆိုတော့ရှေ့ခစ်ကိုရောက်သွားတယ်လို့ပဲဟိုးရှေ့ခစ်တော့ရုပ်ရှင်တွေထဲရောက်သွားတယ်လို့ဒါမှမဟုတ်သမိုင်းနဲ့ရောက်သွားတယ်လို့ခံစားရတာပေါ့နော်အဓိကအပြင်အနောက်ကမအူးယူကြည့်အောင်ဒါကူရှေးဟောင်းထဲရောက်နေပြီရှေးဟောင်းထဲမှာလမ်းတွယ်လေးတွေကိုရှောင်နေတာပေါ့နော်မြင်ရတဲ့အိမ်တွေရဲ့နောက်ပတ်ချမ်းလေးဒီလေကိုရှိခဲ့တော့ဘယ်ဒီဘက်ကိုရောက်ဖို့တော်တော်မျိုးခံစားရတာပေါ့နော်အဲ့လိုမျိုးခံစားချက်ကိုဒီလူပလင်းမျိုးမှာလုံးဝကိုရရှိတယ်။ဘာလို့လဲဆိုတော့သူကဒီဟိုရှိခဲ့ကအနုပညာတွေလည်းသူထိမ့်သိမ်းထားတယ်အဲ့ဒီတော့ပေါ့ကောကဲ view လေးပြပါမယ်ဒါလမ်းသေးလေးဟိုဘက်ကလည်းလမ်းသေးလေးအခု join ဒီကိုလာတာကဒီနောက်ထပ်စိတ်လေးတစ်ကောင်ကိုရှာဖွေမလို့ပါအခုရှာတာ၃ကောင်ဖြစ်သွားပြီပေါ့နော်ဒါနဲ့ဆိုစိတ်လေးတစ်ကောင်သူ့နာမည်ကဂျာဒီယာစ်လို့ခေါ်တယ်ကဲသူကိုရိုက်ပြီးဆိုတော့ကျွန်တော်က join လာခဲ့တဲ့လမ်းကနေပဲပြန်သွားမယ်
ဒီလူပလင်ကလေအိုးရင်ခေတ်တုန်းကဒီဂျူးတွေလဲနေခဲ့ဘူးတဲ့မြို့ပေါ့နော်အဲ့ဒီခေတ်တုန်းကဆိုရင်ဂျူးလူမျိုးတွေ4,300လောက်နေဘူးတယ်လို့ပြောတယ်အဲ့ဒီ4,300ကအဲ့ဒီခေတ်တုန်းကဆိုရင်ဒီမျိုးရဲ့လူဦးရေ3ပုံ1ပုံလောက်ရှိတယ်လို့သူကဆိုထားတယ်ဒါပေမဲ့အဲ့နာဇီဂျာမနီတွေကရက်တီထတော့ကဒီဂျူးတွေကိုသူကဒီအိုးထောင်းပေါ့နော်ဒီမြို့ဟောင်းထဲမှာသူကပိတ်ထားတာဘယ်လိုလဲဆိုတော့ဒီထဲမှာပဲနေရမယ်အပြင်မထွက်ရဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီရှီဟောင်းမြို့ထဲမှာဟိုးရင်ခေတ်တုန်းကဂျူးတွေနေခဲ့ဘူးလေချိုးစအောင်နေမှာဆိုရင်ဂျူးတွေပိုင်တဲ့အစအောင်နေအဲ့အတွက်ကြောင့်သူတို့ရဲ့တပ်ပုံတွေပါချိတ်ထားတာရှိရပေါ့နော်အဲ့ဒါပါလိုက်ပြပေးမယ်တော့ဒီအိမ်နဲ့အိမ်ကလေအယောင်လေးတွေကလည်းလှတယ်ပေါ့မတူအောင်သူတို့တုတ်ထားတာဆယ်ထားတဲ့ graffiti ကြောင်ပုံလားဘာပုံလဲမသိဘူးကဲကြည့်ပါဦး view လေးကလှအခုဒီကျွမ်းရောက်ရှိနေတဲ့နေရာကဒီအိုးထောင်းရဲ့အသေးနှလုံးလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီအလဲကောင်ကိုရောက်နေတာပါအနောက်မှာတွေ့ရတဲ့အဆောက်အဦဆိုရင်ဒါကဒီ1588ခုနှစ်မှာပေါ့နော်ဒီလူပလင်မှာcrown tribunal တိစောက်ခဲ့တယ်အဲ့ဒါကဒီအနောက်ကအဆောက်အဦကြီးပါအဲ့ဒီမှာဒီ Polish Lithuanian Commonwealth ခေတ်မှာအရေးကြီးတဲ့တရားရဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ခဲ့တယ်ပေါ့နော်ဒီနေရာမှာလည်းနောက်ထပ် legend တစ်ခုရှိသေးတယ်။ဘာလဲဆိုတော့ Divet trial လို့ခေါ်တယ်။အဲ့ဒီခေတ်တုန်းကဒီဆင်းရဲတဲ့မိန်းမတစ်ယောက်နဲ့ဒီချမ်းတာတဲ့နာမည်ရှိတဲ့ဒီ Nobelman တယောက်ပေါ့နော်သူတို့ရဲ့ရမှုတစ်ခုဖြစ်ခဲ့တဲ့အချိန်မှာဒီတရားသူကြီးတွေကမမျှတတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တယ်အဲ့ဒီအတွက်ကြောင့်ဒီ Divet တကောင်ကဝင်ပြီးတော့ကိုပါဝင်ခဲ့ရတယ်လို့သူတို့ဆိုတယ်ပေါ့နော်အဲ့ဒီ Divet ကပါဝင်ခဲ့တဲ့အတွက်ကြောင့်သူ့ရဲ့လက်ဖွားအမှတ်ကျန်ခဲ့တယ်လို့ဆိုတယ်အဲ့လက်ဖွားအမှတ်ကဒီဒဲအဆောက်အဦထဲမှာရှိတယ်လို့ပြောတယ်ဟုတ်မဟုတ်တော့မသိဘူးသွားလို့လည်းကြည့်လို့မရဘူးဘာလို့လဲဆိုတော့သူကဒီဒန်နာရီဆန်တဲ့အကြောင်းအရာတစ်ခုပေါ့နော်အဲ့တော့ဒီလူပလင်ရဲ့ဒီရှေးဟောင်းမျိုးကသူကဒီဒန်နာရီတွေမရိုးရတဲ့ဒန်နာရီတွေအများကြီးနဲ့ပြည့်နှက်နေတဲ့မြို့လေးပါနောက်တစ်ခုကျွန်တော်ကြိုက်တဲ့အကြောင်းအရာကဒီမြို့ဟာသူက tourist တွေအများကြီးမရောက်သေးဘူးပေါ့နော်အဲ့တော့အေးဆေးလေးရှောက်ပြီးပတ်ကြည့်လို့ရတယ်လုံလဲလုံကြုံနေအခုဒီနေ့ကျွန်တော်ပဲကြည့်တာကျွန်တော်တယောက်တည်းရှောက်သွားနေတာပြောမှဆိုရင်ဒီမြို့ကိုကျွန်တော်ရောက်ဖူးတာအချိန်ရေးလို့မရတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီမြို့ကိုလာတိုင်းလေနောက်တစ်ခါထပ်လာခြင်းနဲ့ခံစားချက်မျိုးရတယ်ပေါ့နော်ဒီသူကဟိုဘက်ကအဆောက်အဦဆိုရင်ရှေ့ခေတ်တုန်းကနေခဲ့ဘူးတဲ့လူတွေရဲ့ပုံတွေကိုသူကပြပေးထားတာပေါ့နော်ဟိုမှာသိလားအဲ့ဒါသူကတော်တော်များများဂျူးလူမျိုးတွေလို့တော့သူတို့ပြောတယ်ပေါ့
ဓာတ်ပုံတွေသူတို့ကပ်ပေးထားတယ်ဟုတ်အရန်နာမည်ကြီးတယ်မထီရဆိုတဲ့ကြောက်တုံးကိုတွားကြည့်မယ်အဲ့ဒီကြောက်တုံးကလည်းသူကနောက်ထပ်အတန်းနာကြီးတစ်ခုပဲပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ရှေ့ခေတ်တုံးကဒီမကောင်းတာလုပ်တဲ့လူတွေအဖြစ်ကျူးလွန်တဲ့လူတွေကိုအဲ့ဒီကြောက်တုံးပေါ်မှာတင်ပြီးတော့ကွမြတ်တဲ့ခေါင်းဖြတ်တက်ခဲ့တဲ့ကြောက်တုံးပေါ့နော်ကွမြတ်ခဲ့တာအဲ့ဒီကြောက်တုံးကိုတွားကြည့်ကြမယ်သူကကြောက်တုံးမှာလည်းမထီရလို့ရေးထားတယ်ပေါ့နော်အဲ့တော့အသက်နိုင်ဆုံးမထီဖို့အရေးကြီးပါတယ်ဒီဘက်မှာလည်းလမ်းတစ်လေးတစ်ခုရှိတာဘယ်ဘက်ပါဒီလမ်းလေးကနေအရင်သွားကြည့်လိုက်မယ်ကျင်တော့ဗလားခုဒီမှာမြင်ရတဲ့အစာအုပ်ပဲကြည့်ဘယ်ဘက်ကလိမ္မော်ရအောင်ဒီဘက်ကအဝါရအောင်အဲ့လိုမျိုးဒီဇိုင်းလေးတွေကလေဘလို့တစ်လွယ်ဒီဇိုင်းလေးတွေကလေတစ်ခုနဲ့တစ်ခုမတူတော့မတူတဲ့အပြင်ကိုအယောင်လေးတွေကလည်းမတူတော့လေပျော်တယ်လို့ခံစားရတယ်ဒီနေရာကိုရောက်ရင်ရောင်နုလေးလည်းတုံးထားတယ်ပြီးတော့ဒီဇိုင်းတွေကလည်းဟိုးရှစ်ခေတ်သွားဒီဇိုင်းတွေဆိုတော့စိတ်ဝင်စားဖို့တော်တော်ကောင်းတယ်အခုဒီရှေ့မှာတွေ့ရမယ့်ဘေးတင်အစအိုးမှာလည်းသူကဘင်းပေါက်မှာအရင်ခေတ်တုန်းကလူတွေကဓာတ်ပုံတွေကိုကပ်ပြီးပြထားပြတယ်ပေါ့နော်နောက်တစ် charge တစ်ချောင်းကဲဒီဘက်ကိုတော့ကြည့်ကြမယ်ဒီဘက်ကမရောက်ဖို့ချက်ချောင်းဖြစ်မှာဒီချက်ချောင်းတော့ခါမှမရောက်ဘူးတော့ဟောဒီမှာ the tree 1342ကတော့ဒီ King Kashmir the Great ကတည်ထောင်ခဲ့တာတဲ့တော့ချက်ချောင်းရတာပုံတေးသေးလေးပေါ့နော်ဒီမှာမျက်မမြင်တွေမျက်စိမမြင်တဲ့လူတွေဖတ်ဖို့လဲသူကလမ်းလေးတွေအတုံးလေးတွေဖော်ပေးထားတယ်ပေါ့အထဲမှာဘုရားရှိခိုးနေတဲ့လူတွေရှိမယ်ထင်တယ်အဲ့ဒါမဝင်ကြည့်တော့Za jego przyczyną będziemy modlić się za Syna Adama, o światło i dary Ducha Świętego, Boże błogosławieństwo, nawrócenie i powrót do życia sakramentalnego. Uznaję, że Bogu, że jesteśmy grzeszni. Prosimy o
ဖျားရှိခိုးနေကြတာဆိုတော့ join အကြိုက်မနေတော့ဘာလဲဆိုကိုယ်တိုင်ကလည်း Christian မဟုတ်တော့လေသူတို့ဘာသာရေးကိုလည်းအလေးထားတဲ့အနေနဲ့ join အကြိုက်မနေတော့ဘူးအခုစနပြောတဲ့ Stone of Miss Fortune တခြားကြမယ်ဆိုနာကကြွရောက်ခဲ့တဲ့ church ကျောင်းနာမည်က Dominican Basilica of Saint Stanislaus လို့ခေါ်ပါတယ်ဒီ church ကတကယ်လာတာပါအပြင်ကကြည့်ရင်တမိုင်းကြီးတဲ့ church ဆိုတာသိတာပါတယ် church နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့တန်တိုင်းတစ်ခုလည်းရှိတာပေါ့နော်1919ခုနှစ်မှာတဲ့ဒီလူပလင်မြို့မှာကြီးမားတဲ့မိလောင်မှုဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒီချိန်တုန်းကဒီ Dominican တွေက Holy Cross ကိုယူပြီးတော့ procession လုပ်တဲ့အခါမှာတဲ့မိုးရီရွာလာပြီးတော့မြင်းကြီးသွားတယ်လို့ပြောကြတယ်ဒါကလည်းတန်တိုင်းတစ်ခုပါပဲဒါပေမဲ့လည်းလူတွေကဒီနှစ်ဒီချိန်ထိကိုဒီတနိုင်လေးကိုဆက်လက်ပြောနေကြတော့ပါပဲဒီမှာတွေ့ရတာက Stone of Misfortune ဆိုတဲ့ stone ပါပြီးတော့ချက်ကြောင်သွားလိုက်မယ်ဒီချက်ကြောင်ကလေအတွင်းထဲမှာအရန်အောင်လှတာSorry သူကဒီချက်ကြောင်ရဲ့နာမည်ကို Cathedral of the Saint John the Baptist and the Saint John the Evangelist အပြင်ကနေကြည့်ရင်တော့ဒီချက်ကြောင်ကရိုးရိုးလေးပါပဲဒါပေမဲ့အထဲမှာဝင်ကြည့်လိုက်အရန်လှတယ်အထူးသဖြင့်ဒီ church ရဲ့အတွင်းပိုင်း decoration တွေကတော်တော်လေးကို impressive ဖြစ်ပါတယ်ဒီ cathedral တမိုင်းက16ရာစုအကုန်ပိုင်း18ရာစုအစပိုင်းလောက်ကစတယ်ဒီ church ကို Jews တွေကတည်ဆောက်ခဲ့ပြီးတော့လူပလင်မှာသူတို့ရဲ့ college နဲ့ monastery complex ရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ခဲ့တယ်တဲ့တည်ဆောက်တာတော့1580ခုနှစ်ကပေါ့နော်အခုမြင်နေရတဲ့အဆောက်အုံကနှစ်ပေါင်း400ကျော်တမိုင်းရှိနေပြီဆိုတဲ့သဘောပါနှစ်ပေါင်း400ကျော်ကြာတဲ့အဆောက်အုံတစ်ခုတည်းကိုဒီနေ့ join ဝင်ပြီးလက်လျှောက်ကြည့်နိုင်နေဆိုတာတော်တော်လေးကိုမိုက်တဲ့ခံစားချက်ပဲเนาะအခုအထဲထဲကိုဝင်လာပြီးဒီနေရာကအပြင်ကတက်အထဲကပိုလှတယ်လို့ join ကတော့ခံစားရတယ်အပေါ်ကိုကြည့်ပါဦးစီလင်တစ်ခုလုံးမှာပိန်တွင်တွေ fresco တွေ decoration တွေအပြည့်ပဲဒီအတွင်းပိုင်းရဲ့အထူးခြားချက်က Baroque style အလှဆင်မှုတွေအများကြီးပါဝင်တာပါအထူးသဖြင့်18ရာစုမှာစေးတုပ်ပကြီးတွေ stucco decoration တွေထပ်မံထည့်သွင်းခဲ့ကြပါတယ်ဒီနေရာမှာလမ်းလျှောက်တဲ့အခါအပေါ်ကိုကြည့်ဖို့မမေ့ပါနဲ့နော်တကယ်လို့ကင်မရာနဲ့ရိုက်မယ်ဆိုရင်လည်းစီလင်ကို slow pan လုပ်ရင်တော်တော်လာတဲ့ footage ရပါမယ်Cathedral ထဲမှာ join အရင်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကတော့ acoustic effect ပါတချို့နေရာတွေမှာနေရာနဲ့အဆောက်အုံပုံစံကြောင့်အတန်ကထူးထူးခြားခြားပြန်ကြားရတာရှိပါတယ်ဒီချက်ကြောင်ထဲမှာတော့တိတ်တိတ်လေးဖြစ်နေပြီးတော့အတန်တွေကိုဘယ်လိုပြန်ကြားရလဲဆိုတာခန်းစားကြည့်လို့ရပါတယ်ဒါပေမဲ့ချက်ကြောင်ဖြစ်တဲ့အတွက် join တို့ vlog ရရင်တော့အတန်ကြီးမပြောဘဲလေးစားစွာရိုက်ကြမယ်နော်ကဲအခု join တို့ကြည့်ပြီးပြီဆိုတော့ပြန်ထွက်ကြမယ်ဒီ church နဲ့ပတ်သက်ပြီးနောက်ထပ်စိတ်ဝင်စားစရာကောင်းတာကဒီ religious tradition တွေပေါ့နော်ဒီနေရာမှာတဲ့ Our Lady of Tears လို့လူသိများတဲ့ပုံတော်နဲ့ဆက်ဆက်တဲ့ devotion ရှိတယ်လို့ပြောတယ်ဒီ1949ခုနှစ်မှာပေါ့နော် Virgin Mary ရဲ့ပုံတော်ကမျက်ရည်ကျတယ်လို့ယုံကြည်ခဲ့ကြပြီးတော့အဲ့ဒီအဖြစ်အပျက်ကလူပလင်မှာအရင်ထင်ရှားတဲ့ဘာသာရေးဆိုင်ရာပွဲတစ်ခုဖြစ်လာခဲ့တယ်ပေါ့နော်အခုဒီမှာစိတ်ဝင်စားဖို့ကောင်းတဲ့အရာလေးတစ်ခုပြမယ်အဲ့ဒါကဒီမှာဒီ quiet mansion ရှိရပေါ့နော်ပတ်စံရှင်းပြီးတော့ယူလို့ရတယ်နောက်မျိုးရှိတယ်တခုကဒီ Lublin ရဲ့နောက်ပြီးတော့ဒီ church ပုံစံလေးရဲ့နောက်တစ်ခုကကြတော့ဒီ Mary ရဲ့ရုပ်လေးရဲ့ဒီ Jesus ရဲ့ရုပ်လေးရဲ့ပေါ့နော်အဲ့ဒါကိုရွှေကို plate တက်လုပ်ထားတဲ့ quite စီလေးပေါ့နော်အဲ့ဒါကို15 slot တိပဲပေးရတယ်connection လေးရပါတယ် join ကတော့အမတ်တရားဖြစ်အောင်လို့ဒီချက်ကြောင်ပါတဲ့ quite ပုံစံလေးကိုဝေခက်လိုက်ပါတယ် quality လေးကတော်တော်လေးကိုလှတာသူက
ကဲချက်ကြောင်းလေးလဲပြီးပြီဆိုတော့မြို့ဟောင်းကိုရှောက်လေတဲ့ခရီးစဉ်ပြန်စမယ်။အခါဒီဆောနာမြို့ဟောင်းရဲ့တခြား gate တစ်ခုပေါ့နော်။အဲ့ဒီ gate ရဲ့မြင်ရတဲ့မြင်ကွင်းပါတက်ဒီတာဝါဟိုးပေါ်ဒီတက်လို့ရတယ်။ဒါပေမဲ့အရန်ပင်ပန်းတယ်။တစ်ခါတက်ဘူးတယ်။သူကလေဒီတက်မှာဆိုဒီကနေတက်ရတာဟုတ်တယ်။ဒီကနေတက်ပြီးတော့ဒီလူပလေးရဲ့အပေါ်ဇီးကိုမြင်ရတယ်ပေါ့နော်။မတက်ရတဲ့အစံပါတယောက်ကို20စလောတိတ်ပေးရတယ်။ဒါမဲ့တက်တယ်တအားပင်မနဲ့ဒီကအမြင့်တက်ရတာမချိုက်တဲ့လူမို့လို့ဖြစ်မယ်။အပေါ်လဲရောက်တော့လေဟောဟဲနောက်ပြတ်သွားလမ်းလေးတွေကကျင်းလေးတွေတက်ရတဲ့လမ်းလေးတွေလှေကားလေးတွေကလည်းတေးလေးတွေပေါ့နော်။အဲ့တော့တော်တော်လေးကိုခက်ခဲတက်မကြိုက်ဘူး။ကဲအခုမြို့ဟောင်းကဲသွားတာဆက်သွားကြမယ်ဆောနာက join ပြောခဲ့တဲ့Market Square ပေါ့နော် Market Square တဲကိုပြန်သွားမယ်အဲ့ဒီမှာစားလို့တောက်လို့ကောင်းတဲ့ဒီပိုလန်အစားဆိုင်တွေအများကြီးရှိတယ်ပေါ့နော်ဈေးလည်းမကြီးဘူးမိသားစုတွေလာမယ်ဆိုရင်လည်းတော်တော်လေးဒါလေးပြချင်တယ်ပုံဆွဲထားတာတွေပေါ့နော်ပုံဆွဲထားတာရှိတယ်ဒါဆိုနာကတာဝါစင်တာဝါတက်လို့ရတဲ့ဟာhistory တော့ရှိမယ် in search of a home နဲ့ဒီပဲလေးอ่ะဒါဆိုနာကရောက်ခဲ့တဲ့နေရာဟိုပေါ်မှာတွေ့လားပန်းနေဒီဇိုင်းဒီဆိုင်စားလို့အကောင်းဆုံးပဲအဲ့ဒီဆိုင်ကသူကပိုလန်စားစာတွေအများကြီးရှိတယ်ပိုလန်အစားအစာတွေအများကြီးရှာရမယ်အဲ့ဆိုင်မှာဒီပထမဆိုင်မဟုတ်ဘူးနော်ဒုတိယတဲ့ဆိုင်ခုံကာလာစုံနဲ့ခုံတွေပေါ့နော်သူကဒီဒါဆိုတော့အိမ်ရဲ့အနောက်ဘက်ခြံလေးတွေပေါ့နော်ခြံလေးတွေမှာအနောက်ဘက်ပန်းခြံလေးတွေရှိတာပေါ့ကိုဆက်ရှောက်မယ်ဒီဘက်ခြံမှာဘာရှိမလဲအမဒါလူပလီရဲ့အမိုက်ပုံစံလေးရှိခဲ့သွားမှာပုံလေးဒီဘက်ခြံကိုရောက်ဖူးလားမသိဘူးရောက်ဖူးတယ်လို့ပဲဆက်ရှောက်ကြည့်ကြမယ်ဒီဘားဆိုင်ကိုရောက်ဖူးတယ်တညနေခင်းဆိုရင်အရန်လာတယ်မီးတွေအများကြီးနဲ့ထုံပြီးတော့တဲထဲမှာ beach ရောက်သွားတဲ့ပုံစံမျိုးလေးသူလောက်ထားတာပေါ့နော်ဆက်သွားရင်ဆောနာတုံးကရောက်ခဲ့တဲ့အဲ့ဒီနောက်ပြန်အောင်မှာပေါ့အဲ့တော့အဖေကဆက်မသွားတော့ပဲနဲ့ join ကိုအရင်သွားချင်နေတဲ့ gate ကိုသွားမယ်အဲ့ဒီ gate ကလည်းနာမည်ကြီးတယ်ပေါ့နော်အဲ့တော့အဲ့ဒီ gate ကိုသွားကြမယ်အဲ့ဒီ gate ကို Kafkosa gate လို့ခေါ်တယ်သူ့ရဲ့တိတ်ပြတော့သူကအရင်တော့ဆိုရင်ဒီ gate ကနေဆက်သွားရင် Krakow ဘက်ကို Krakow မြို့ကိုရောက်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်သူကအဲ့နာမည်ပေးထားတာအဲ့ဒီ gate ကဒီ medieval defensive wall ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ဆိုတယ်တော့ရှိခဲ့တော့က tourist တွေဒီမြို့လာမယ်ဆိုရင်အဲ့ဒီ gate ကနေအဝင်ထွက်လောက်ကြတယ်လို့ဆိုတယ်ပေါ့အဲ့
အဲ့တော့အဲ့ဂိတ်ကိုသွားကြည့်ကြမယ် Byście tu bardziej stanęli? Tutaj jest fajne, no. ပြောရတဲ့ဂိတ်ကဒီဂိတ်ပါဟိုမှာနိုင်စင်လည်းရှိတယ် W ogóle ten Rysio to jest poważny klient, już dzwonimy. Który? Nasz? Nie mogę przeczytać, bo odbije się koziole, nasz psowi. Uderzył rogami, siły lăn từ tê lên đi lót không mà mèo cũng đợi mà say nó chỉ làm tiểu လူပလီမြို့ကိုလာရင်ဒီဂိတ်ကိုမဖြစ်မနေလာကြည့်တင်ပါတယ်ဒီဂိတ်ကလူပလီရဲ့ simple တစ်ခုလို့တောင်ပြောလို့ရတယ်ပေါ့နော်ဒီနေရာကိုကြည့်လိုက်ရင်လူတွေလမ်းလျှောက်ကြတယ် tourist တွေတပ်ပုံရိုက်ကြတယ် old town နဲ့ဝင်တဲ့ entrance လို့ဖြစ်နေတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း600ကျော်လောက်ကတော့ဒီနေရာကလူပလီမြို့ကိုကာကွယ်ပေးတဲ့ခံတပ်စနစ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါအရင်တုန်းကဒီဂိတ်ရဲ့အပြင်ဘက်မှာရေမြောင်းတစ်ခုရှိပြီးတသားတကားကနေဖြတ်ဝင်ရတယ်လို့မှတ်တမ်းတွေကဖော်ပြထားတယ်ပေါ့နော်အခု join ရှောက်ဝင်မဲ့ဒီလမ်းကရှေ့ခေတ်တုန်းကတော့ဒီလောက်လွယ်လွယ်ကူကူဝင်လို့ရတဲ့နေရာမဟုတ်ဘူးဒီဂိတ်ကတာမန်လူတွေဝင်ထွက်တဲ့မြို့ဝင်ပေါက်တစ်ခုမဟုတ်ဘူးပေါ့နော်ရှေ့ခေတ်တုန်းကဆိုရင်ဘရင်တွေရဲ့အဖွဲ့တွေတန်တမန်တွေအရေးကြီးတဲ့ဧည့်သည်တွေပဲဒီဂိတ်ကိုအသုံးပြုလို့ရပါတယ်ပြီးတော့ဒီဂိတ်မှာနိုင်လည်းရှိတယ်ရှေ့ဂိတ်ကအဲ့နိုင်ကိုထိမ့်သိမ့်တဲ့ clock maker ကတောင်ဒီဂိတ်ထဲမှာပဲနေထိုင်တယ်လို့ဆိုပါတယ်ဒီဂိတ်ရဲ့အပေါ်ကနေမြို့ကိုစောင့်ကြည့်ပြီးတော့မီးလောင်တာရှိမရှိကြည့်တယ်လို့လည်းသူတို့ကဆိုတယ်ပေါ့နော်အဲ့တော့ဒီဂိတ်လေးကဒီမြို့ရဲ့ဝင်ပေါက်ဖြစ်တဲ့အပြင်ကိုခံတက်လည်းဖြစ်တယ်နိုင်စင်လည်းဖြစ်တယ် fire observation point လည်းဖြစ်ပါတယ်လူပလင်ကိုရောက်ရင်ဒီဂိတ်ကိုမဖြစ်မနေလာကြည့်ပါဒီဂိတ်ကြီးကမြို့ဟောင်းရဲ့အဝင်ဝါဖြစ်ပြီးတော့ဒီဘက်ချမ်းမှာတွေ့ရမယ့်ဟာကမြို့တင်ပိုင်းပေါ့နော်ဒါက1850ခုတုန်းကဆွဲခဲ့တဲ့လူပလင်မျိုးရဲ့ပုံလေးပေါ့နော်ဒါဆိုတော့ကြိုင်လို့မြင်တဲ့ gate ဒီမှာဒါကူခါဆေဟိုနကခါဆေရမြင်ရတယ်ရေလိုက်ကြည့်ရဒါဆိုတော့ကြိုင်ဒီတခြားလို့လမ်းလျှောက်လာတာဒီတခြားလို့လမ်းလျှောက်လာတာကဲခန်းစားကြည့်ပါဦးဒီ backyard လေးကိုတစ်ခါမှမရောက်ဘူးတော့ရှောက်လာကြည့်လိုက်အောင်မယ် backyard ထဲမှာဘာရှိလဲဆိုတာခုမှလေတကယ် tourist ဖြစ်နေတာဘာလို့လဲဆိုတော့အများနဲ့လာတိုင်း drive မျိုးသားနဲ့ပဲဆိုတော့လေသူနဲ့ပဲရှောက်သွားနေတော့တချို့နေရာလေးမရောက်ဘူးအခုကြာမှပဲတောက်တဲ့ရှောက်သွားမှပဲရောက်ဘူးရတယ်ဆွဲထားတဲ့ပကြီးကားလေးတော့ကြည့်ကြမှာဘာကိလည်းမသိဘူး
ဒီ join နောက်မှာမြင်ရတဲ့မျောစင်ကိုသူကဘယ်လိုခေါ်လဲဆိုတော့ Basta Pologra လို့ခေါ်တယ်မြင်ရလားသူကတဝက်ဝိုင်းမြန်မာလို့ဆိုရင်တဝက်ဝိုင်းပုံခံတက်မျောစင်လို့ခေါ်တယ်ပေါ့နော်မြင်ရဒီမှာကြည့်သူကရှစ်ခေတ်တုန်းကဘယ်လိုမျိုးသုံးခလဲဆိုတော့ရန်သူတွေကိုဒီတာဝါကနေသူကစောင့်ကြည့်တာပေါ့နော်စောင့်ကြည့်မယ်ဒီမျိုးလေးကိုသူကကာကွယ်မယ်ပေါ့အဲ့ဒီခံတက်အနေနဲ့သူကစောက်ခဲ့တာတစ်ဖက်ကဟိုဘက်ကနေကြည့်အဝိုင်းဒီဘက်ကနေကြည့်တော့သူအပြားစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်သူရဲ့ history ကို join လိုက်ကြည့်မေးကြည့်တာပေါ့နော်မေးကြည့်တာကြတော့သူကဒီလူပလင်မျိုးကိုကာကွယ်ဖို့အတွက်အရေးကြီးတဲ့ defensive system တစ်ခုရဲ့အစိတ်ပိုင်းတွေဖြစ်ခဲ့ပါတယ်တဲ့ဒီအနောက်ကတာဝါကဲအခုဒီမြို့ဟောင်းကို join လိုက်ပြရလေတော်တော်လေးနှံ့နေပြီလို့ join ထင်တယ်ပေါ့နော်join ရဲ့ဒီနေ့နောက်ထပ် mission တစ်ခုကဒီလူပလင်ရဲ့ပြရုပ်ဖြစ်တဲ့စိတ်ရုပ်တွေကိုလိုက်ရှာဖို့ပါအဲ့တော့အဲ့ဒီစိတ်တွေလိုက်ရှာတဲ့ခီးလေးကို join ဆက်လိုက်အောင်မယ်ဆက်ပြီးကြည့်ချင်တယ်ဆိုရင်နောက်ထပ်အပိုင်းတစ်ခုမှကြည့်ပေးပါအခုဒီနေ့ join ပြတာကလူပလင်ရဲ့မြို့ဟောင်းပဲရှိသေးတာပေါ့နော်ဒီမြို့ဟောင်းရဲ့အပြင်ဘက်မှာမြို့သစ်ရှိသေးတယ်မြို့သစ်ကိုလည်း join နောက်ထပ် vlog တစ်ခုမှထပ်ပြပေးမယ်ဒီဗီဒီယိုမှာပဲဆိုရင်ရှေ့သွားမှာဆိုလို့ပေါ့နော်အဲ့တော့အခုဒီ join နဲ့တူလိုက်ပြီးတော့ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်join ရဲ့ဒီလူပလင်မြို့ဟောင်း vlog လေးကိုလည်းကြိုက်နေတဲ့မလို့ထင်ပါတယ်အဲ့တော့နောက်ထပ် vlog မှာထပ်ပြီးတော့ပြန်ဆောင်ကြမယ်နော်အားလုံးပဲ bye bye